နေ့ကစပြီးကိုနဲ့မူမူတို့ရဲ့တွေ့ဆုံမှုတွေကကျေလက်ရဲ့လမ်းတွေကော်ဖီဆိုင်လေးတွေမှာဖြစ်လာခဲ့တယ်။မူမူကစာရေးဖို့စိတ်ကူးတွေကိုမျှဝေပြီးကိုကသူ့ရဲ့ဓာတ်ပုံကင်မရာနဲ့မူမူရဲ့အပြုံးတွေကိုမှတ်တမ်းတင်ခဲ့တယ်။သူတို့နှစ်ယောက်နားလည်မှုတွေကစကားများများမပြောဘဲနဲ့တောင်နှလုံးသားတွေကပြောနေခဲ့တယ်။ဒါပေမဲ့အချစ်ဆိုတာလမ်းခီးတစ်ခုလိုပါပဲ။မူမူရဲ့မိသားစုကသူမကိုမြို့ကြီးကိုပြောင်းဖို့ဖိအားပေးလာတဲ့အခါကိုကလည်းကျေးလက်မှာပဲသူ့ရဲ့အိမ်မက်တွေကိုလိုက်ဖို့ဆုံးဖြတ်ထားတယ်ဒီလိုနဲ့ရွေးချယ်စရာတွေကြားမှာသူတို့ရဲ့ချစ်ချင်းမြတ်တာကစမ်းသပ်မှုတစ်ခုနဲ့ရင်ဆိုင်လာရတယ်နောက်ဆုံးမှာတော့မူမူနဲ့ကိုတို့ဟာအဖြေတစ်ခုကိုအတူတူရှာဖွေခဲ့ကြတယ်မူမူကမြို့ကြီးကိုသွားမယ်ဒါပေမဲ့ကိုနဲ့အဆက်အသွယ်မပြတ်ပဲသူတို့ရဲ့အနာဂတ်ကိုအတူတူစောင့်ဖို့ကတိသစ္စာပြုခဲ့ကြတယ်ကျေးလက်ရဲ့နေဝင်ချိန်အနီရောင်အောက်မှာသူတို့နှစ်ဦးရဲ့လက်တွေကဘယ်တော့မှမကွာခဲ့